ကောင်းမလေးတယောက်ကတင်းကိုစိတ်ဝင်စားနေတဲ့လက္ခဏာတွေသူကဒီအချက်လေးထဲကတစ်ခုခုကိုလုံးနေတဲ့ဆိုရင်တောင်သူတင်းကိုစိတ်ဝင်စားနေသောအခွက်အလန်းများပါတယ်တဲ့သူ့ရဲ့အကြီးညီကိုတင်ဖမ်းမိတဲ့အခါကောင်းမလေးတယောက်ကတင်းကိုကြည့်ုံနဲ့သူတင်းကိုကြိုက်နေတယ်လို့အမြဲတမ်းပြောလို့မရပါဘူးဒါပေမဲ့တင်းကိုအကျင့်ပေါင်းများစွာစိုက်ကြည့်နေတာကိုတင်ထမ်းမိတယ်ဆိုရင်တော့အ ਨੇ ဆုံးတော့သူတင်းကိုဆွဲဆောင်မှုရှိတယ်လို့ညင်နေတာသိချပါတယ်တင်ကပြန်ကြည့်လိုက်တဲ့အခါသူကချက်ချင်းအကြီးလွဲသွားတာဒါမှမဟုတ်ပြုံးပြပြီးလက်ပြနှုတ်ဆက်ကမျိုးလုပ်တယ်ဆိုရင်တော့သူလုံးဝမဖုံးကြရတော့ပါဘူးဒါဟာစိတ်ဝင်စားမှုပါပဲရှင်းရှင်းလေးပါတင်တကယ်ဆွဲဆောင်မှုရှိမရှိကိုမသိကြသေးဘူးလား comment မှာ am I cooked ကျွန်တော်ရုပ်ကကြည့်ကောင်းရဲ့လားလို့ရေးပြီးမေးခဲ့လိုက်ပါကျွန်တော်တို့အမှန်တိုင်းပြောပြပေးပါမယ်နှစ်သူမကတွယ်ဝိုက်တဲ့ချီကျူးစကားတွေပြောတယ်။ကောင်းမလေးတွေကအရန်တီးတာသွားမှဆိုးတဲ့အတွက်တိုက်ရိုက်ချီကျူးစကားတွေအမြဲမပြောတတ်ကြပါဘူး။ဒါကြောင့်ရှင်ကအရန်ခန့်တာတယ်လို့ပြောမယ့်အစားမင်းရဲ့စပင်ပုံစံကိုသဘောကျတယ်။ဒါမှမဟုတ်ရှင်ဖိနက်ကလှလိုက်တာဆိုတာမျိုးတွေသင်ကြားရပါလိမ့်မယ်။ဒါကတာမန်စကားပဲမဲ့ယုံလိုက်ပါ။သူအကြောင်းရှိလို့တတိထားမိတာပါ။သုံးသူမကတင်းရဲ့ Instagram profile ကိုအမြဲဝင်ကြည့်နေတယ်။တက်တည်လို့ချင်လားဒီဗီဒီယိုရဲ့ share များလေးကိုနှိပ်ပြီး Instagram direct ထဲကိုသွားကြည့်လိုက်ပါထိတ်ဆုံး3ယောက်ထဲမှာသူအမြဲရှိနေတယ်ဆိုရင်သူတင့်အကြောင်းကိုစောင့်ကြည့်နေတာပါပဲအဲ့ဒီအခြေအနေရောက်ရင်ဒါဟာရိုးရိုးဆက်ဆိုတာမဟုတ်တော့ပဲမတိမတာဆွဲလာနေတာမျိုးဖြစ်နေပါပြီ၄သူမကတင့်အပေါ်မှာရွှေတုံးနီလန်းကိုတုံးတယ်တခါတလေမှတိတာပါတယ်တခြားအချိန်ကမှတော့တွဲပိုက်ပါတယ်ဘလို့ပဲဖြစ်တဲ့သူသာဒီလိုလှုပ်လာပြီဆိုရင်တင်တတိထားဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့သူသာရွှေတုံးနီလန်းကိုတုံးနေပြီဆိုရင်သူတင့်အပေါ်မှာတကယ်ကိုခေါင်းဆိုင်ကြလောက်အောင်ချစ်နေပြီဆိုတာသိချပါတယ်